ကိမှာဖြစ်သွားတဲ့ပုံမှုဝေဖြိုးတဲ့အဲ့ဒီဘာခေါ်လဲကျွန်တော်တို့လုံခြုံရေးတပ်ဖွဲ့ဝင်လေးပေါ့ဗျာဟိုပြည်သူစစ်ပေါ့အဲ့ဟိုဖြစ်စဉ်လေးအဲ့ဖြစ်စဉ်ကတော့ကျွန်တော်တို့အဲ့ဖြစ်စဉ်လေးကတော့ဒီနေ့ online မှာပေါ်လို့ရနေတဲ့လူမှုကွန်ရက်တစ်ခုမှာတော်တော်ပေါ်လို့ရနေတဲ့သတင်းတစ်ခုဖြစ်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီနေ့ထည့်ပြောတာပေါ့ဒီနေ့ထည့်ပြောတဲ့အခါမှာတော့ဖြစ်စဉ်ကတော့ခင်ဗျားတို့လည်းဗီဒီယိုဖိုင်ကြည့်ပြီးလောက်လို့ယူဆတယ်အဲ့တော့ဖြစ်စဉ်ကတော့ကျွန်တော်သိသိပြောကြမလို့ခင်ဗျားတို့ဗီဒီယိုဖိုင်ကြည့်လိုက်ရင်အကြမ်းမြင်သိပြီပေါ့နော်ဆိုတော့မိတ်လာတိုးဂိတ်မှာဗျာပွင့်လည်းပြောရအောင်ဖြစ်စဉ်ကတော့ဘယ်နေ့ဖြစ်တာလဲဆိုတော့မိတ်လာတိုးဂိတ်မှာပြီးခဲ့တဲ့73ရက်နေ့ပေါ့နော်73ရက်နေ့က73ရက်နေ့ကမဟုတ်ဗျဒီကောင်ကဖြစ်စဉ်တွေကတော့နည်းနည်းတော့ရောထွေးပေါ့နော်ရောထွေးတယ်အဲ့တော့ကျွန်တော်ဒီကောင်ရဲ့ဗီဒီယိုဖိုင်ထဲမှာပါတဲ့ရက်ကိုတော့မသိဘူးဒါပေမဲ့ရက်ကတော့မှန်းခဲ့တယ်ပေါ့နော်ဒါပေမဲ့73ရက်နေ့မှာတင်တယ်လို့15ရက်တင်တယ်လို့ပေါ့ဒီမှာတော့15ရက်ပေါ်ဖြစ်ဖို့များပါတယ်ဖန်ခံရတဲ့ဖြစ်စဉ်ကြောင့်ဆိုတော့နော်ဆိုတော့ထားပါတော့လူရင်းပြောရရင်တော့ဒီမိထီလာဂိတ်ပေါ့နော်တိုးဂိတ်မှာဝင်မိထီလာဝင်ပေါ့ရန်ကုန်မိထီလာမြို့နယ်ရန်မြို့အောင်ရက်ကွက်မှာတည်ဇော်ယူထွန်းဆိုတဲ့ပုဂ္ဂိုလ်ကိုတဲ့မေလ15ရက်နေ့တနင်္လာကျော်ချင်းကစစ်တပ်ကနေတော့ဖမ်းလိုက်စစ်တပ်ကတော့ဖမ်းလိုက်တယ်တဲ့သူကဘာလို့ဆိုတော့နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးပြပြစီမှုလူမှုကွန်ရက်စာမျက်နှာပေါ်လှုပ်ဆော်ဝါဒပြချင်းလုပ်တဲ့အတွက်သူဖမ်းပါတယ်ဆိုပြီးတော့ဒါသူဟောပြတယ်အဲ့တော့သူကဇော်ယူထွန်းဆိုတဲ့ပုဂ္ဂိုလ်ကသူ့ရဲ့ Facebook မှာမေလ13ရက်နေ့ရေးတာရှိတယ်အဲ့တော့စစ်မှုထမ်းကိစ္စတွေနဲ့သူမကျင်းတဲ့ရေးတယ်စသဖြင့်ပေါ့ဗျာသူ့ရဲ့ဒီမကျင်းတဲ့ချက်လေးတွေသူမကြိုက်တဲ့ချက်လေးတွေသူထုတ်ရေးတယ်ထုတ်ရေးတယ်နော်လူသားတို့ငွေကောက်တဲ့ကိစ္စတွေထုတ်ရေးတယ်အဲ့လိုရေးတာလည်းရှိတယ်အဲ့ဒါကြောင့်မလို့မေလ15ရက်မှာသူ့ကိုဖမ်းပါတယ်လို့ပြောတယ်ပေါ့ဗျာနော်ဆိုတော့15ရက်နေ့မှာဘာဖြစ်ခဲ့သေးလဲဆိုတော့15ရက်လို့တော့ယူဆပါတယ်ပေါ့15ရက်နေ့မှာဘာဖြစ်ခဲ့သေးလဲဆိုတော့အဲ့ဒီဇော်ယူထွန်းနော်မိထီလာပြည်သူစစ်ပေါ့နော်အဲ့ဒီလုံခြုံရေးဂိတ်မှာတာဝန်ထမ်းဆောင်တဲ့မလိုင်မိထီလာလမ်းပိုင်းမှာအဝင်တိုးဂိတ်မှာတာဝန်ထမ်းဆောင်တဲ့ဇော်ယူထွန်းရှိတဲ့နေရာကိုတက်ကဘုံမှုတယောက်ကနော်မလိုင်မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်လို့ပြောတယ်ဘုံမှုဝေဖြိုးဆိုတဲ့ပုဂ္ဂိုလ်ကတဲ့ဖြတ်ပြီးကားမောင်းတဲ့အချိန်မှာဒီဇော်ယူထွန်းကနေပြီးတော့ပြောတယ်ပေါ့ကားမှန်ချဖို့ပြောတယ်ပေါ့အဲ့ဗီဒီယိုပိုင်းလည်းပါပါတယ်ကားမှန်ချဖို့ပြောတယ်ကားမှန်ချဖို့ပြောချင်မဟုတ်မှန်မချဘူးမှန်မချတဲ့အပြင်တကားဖွင့်ပြီးတော့ဆင်းလာတယ်ပေါ့ဗျာဆင်းလာပြီးတော့မှဒါစကားများကြတဲ့ဗီဒီယိုဖိုင်အဲ့ဗီဒီယိုဖိုင်ထဲမှာတော်တော်လေးစကားများကြတော့ရတယ်ကျွန်တော်ဒီတိုင်းနားလဲတယ်လို့ပြောပါမယ်နားလဲတယ်လို့နားလဲအောင်ပြပြရှင်းရှင်းလေးပြောပါမယ်ဒီမလိုင်မိထီလာလမ်းအဝင်မှာဒီပြည်သူစစ်ကောင်းဆောင်ပေါ့ဇော်ယူထုံးဆိုတဲ့ပုဂ္ဂိုလ်ပေါ့နော်ဇော်ယူထုံးဆိုတဲ့ပုဂ္ဂိုလ်သူကစစ်ဆေးရေးလုပ်တယ်လာတဲ့ကားမှန်သမျှကိုသူကမိထီလာကအမိတ်အရာပေါ့နော်တန်နေမှုတွေအမိတ်အရာဖြစ်မှာပေါ့အဲ့ဒီအမိတ်အရာသူကတားဒီကားတွေမှန်သမျှကိုသူကမှန်ချမောင်းဖို့ပြောတယ်မှန်ချဖို့ပြောတဲ့အချိန်မှာအဲ့ဒီအချိန်မှာခုနဒီမလိုင်ရဲ့စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဘုံမှုဝေဖြိုးဆိုတဲ့ပုဂ္ဂိုလ်ကဖြတ်လာတယ်ဖြတ်ပြီးတော့မောင်းဝင်လာတဲ့အချိန်မှာအဲ့ကောက်မှန်ချခိုင်းတယ်ဒါပေမဲ့ပြဿနာအဲ့ဘုံမှုဝေဖြိုးဆိုတဲ့ပုဂ္ဂိုလ်ကယူနီဖောင်းဝတ်မထားဘူးအရသာနဲ့ခါမတော့ပစ္စတိုထိုးထားတယ်အဲ့လိုဖြတ်လာတဲ့ခါကျတော့ဟိုကမှန်ချခိုင်းတယ်မချပေးဘူးမချပေးတဲ့အတွက်သူကမချပေးတဲ့အတွက်မြင်းကြခွင့်စကားများကြရင်ဘုံမှုဝေဖြိုးကငါထုတ်ပဒနဲ့ထုတ်ပြစ်လိုက်မယ်ဘုံခွဲပြစ်လိုက်မယ်လက်ပြုံးပြစ်လိုက်မယ်ဘာစသဖြင့်ပေါ့ဗျာဘုံမှုတယောက်ကမှန်မာနာနေတယ်ပြောတာပေါ့ပြောတော့ဟိုဟာနဲ့အပြန်လန်ပြောကြတာပေါ့ဗျာအဲ့ဗီဒီယိုဖိုင်ထဲမှာအပြန်လန်ပြောကြတာပေါ့ပြောကြတော့ဟိုပြီးလဲပြီးတော့နောက်အဲ့နောက်ပိုင်းမှာတော့ကျွန်တော်သိရတော့အဲ့နောက်ပိုင်းမှာတော့ဒီနောက်24နိုင်မပြည့်ပြီပါပေါ့ဗျာအဲ့ဒီဇော်ယူထုံးကတော့လောဆယ်ဖတ်ခံလိုက်ရတယ်ဇော်ယူထုံးကအဲ့မြို့နယ်ရဲ့ဟိုသူ့ရဲ့မြို့နယ်သူ့အထက်ရရှိတယ်သူလှမ်းပြောနေတဲ့အချိန်မှာလှမ်းပြောနေတာလေဗီဒီယိုဖိုင်ကြားရတယ်သူတို့ကစီကံအတိုင်းဟိုမှန်ချခိုင်းတာကိုဒီလိုမျိုးသူ့ဘုံမှုဝေဖြိုးကပြောပါတယ်ပေါ့ဗျာစသဖြင့်ပြောနေအဲ့ဒါပြောကြရင်လည်းဗီဒီယိုဖိုင်ရက်သွားတယ်ပြီးသွားတာပေါ့နော်ပြီးတော့ဒီဗီဒီယိုဖိုင်ထဲမှာပြောနေတဲ့စကားသံအပြန်အလှန်ပြောနေတာနောက်ထောင်ချင်းအဖြစ်ကျွန်တော်တို့တခုကိုကျွန်တော်တို့တွေးမိတယ်ပြီးတော့ပြည်သူစစ်ခေါင်းဆောင်ဟိုပေါ့နော်ပြည်သူစစ်အဲ့ပိုင်းတာဝန်ထားတဲ့ဒီနော်တာဝန်ထားတဲ့ဇော်ယူထုံးဆိုတဲ့ပုဂ္ဂိုလ်ကတော့လောဆယ်ပန်းကလိုက်ရတယ်ဒီဖြစ်စဉ်မှာတော့ကျွန်တော်တို့ကအတန်မူရဟန်ပန်နောက်ထောင်ချင်းအဖြစ်တက်ကဘူမူတယောက်ကပြောတဲ့ပြောပုံဆိုပေါ့ကတော့လူတွေကြားမှာဝေဖန်စရာဖြစ်သွားတယ်အခုအဲ့ပြောပုံပြောပေါက်ရဆိုရင်တော့လူတွေကဝေဖန်သွားတယ်ဟိုပြည်သူစစ်ခေါင်းဆောင်ကမာလာမန်လာခဏထားပေါ့နော်လောဆယ်ဖတ်ခံရလူကသူ online ပေါ်မှာပြောတာတွေ online ပေါ်မှာသူ Facebook မှာတက်ရေးတာတွေကြောင့်သူဖတ်ခံရတယ်ဆိုရင်တော့ဒီဗီဒီယိုဖိုင်ပေါ်မှာပြောနေတဲ့ဘုံမှုဝေဖြိုးဆိုတဲ့ပုံကိုရဲ့ပြောနေတဲ့ပုံစံကြီးကကြတော့လူတွေကြားမှာတက်မတော်အပေါ်မှာထင်မြင်စောင်းစရာတွေဖြစ်ကုန်တယ်တက်မတော်အပေါ်မှာဟိုလူတွေရဲ့အမြင်တွေကိုလုံးဝထိခိုက်သွားစေတယ်ဆိုတော့ဘုံမှုဝေဖြိုးကဘာလို့စိတ်ဆိုးပြီးတော့အဲ့တော့ဒေါသထွက်ပြီးတော့ပြောနေလဲတော့မသိဘူးမဲ့သူပြောနေတဲ့ဟန်ပန်ကကြတော့ပြဿနာရှိတယ်ပေါ့နော်ဆိုတော့တက်မတော်သားတွေအရာရှိတွေအနေနဲ့လည်းဘာပဲပြောသတိထားဆင်ခြင်တာအကောင်းဆုံးပါဘာလို့လူမှုအတိုင်းဝိုင်းနဲ့ဆက်သွယ်တဲ့အခါလူတွေနဲ့ထိတွေ့စကားပြောတဲ့အခါမှာငါတို့ကစစ်သားပဲဆိုတော့စိတ်ဓာတ်ရှိရတော့ကောင်းပါလေဒါပေမဲ့ငါတို့စစ်သားပဲဆိုတော့ရှိပြီစစ်သားဖြစ်ရင်မောက်မာရမှာလားဆိုတော့မေးခွန်းစစ်သားဖြစ်ရင်အဲ့လိုဒေါ်ကြီးမောကြီးနဲ့တစ်ဖက်လူမှနင်းကန်ပြီးတော့ဖိနေဟောက်အောင်မှာလားဆိုတော့မေးခွန်းအဲ့မေးခွန်းကတော့ဒီတက်မတော်မှာရှိတဲ့အရာရှိတွေအနေနဲ့တော်တော်စဉ်းစားဆင်ခြင်ကြဖို့လိုတယ်သတိထားဖို့လိုတယ်ကျွန်တော်အတွေ့အကြုံတစ်ခုပြပြပါမယ်ကျွန်တော်မပြောဘဲနေတာတလရှိပြီလို့ပြောပြရစီတလကြော်ပြီးတော့ပြောရမှာတော့ကျွန်တော်တလရှိကြော်ပြီပေါ့မန္တလေးမှာကျွန်တော်သွားတော့နော်မန္တလေးမှာသွားတော့ဘုရားတဆုမှာပေါ့နော်ဘယ်ဘုရားလို့ပြောတော့ပါနော်
အားလုံးဟိုသိပြတယ်ထားပါတော့မာမြတ်မှုတွေဖျားပါဗျဒီလိုပြောပါစီနော်မလေးမြတ်မာမြတ်မှုဖျားကျွန်တော်ဝင်ပြီးတော့ကျွန်တော်ကလိုက်ပြီးလေ့လာတော့ကျွန်တော်ရိုက်ကူးရတဲ့လေ့လာတာသွားတယ်ရိုက်ကူးတဲ့ဟာတွေကမလိုအပ်ရင်မရိုက်ဘူးလိုအပ်ရင်ရိုက်တယ်ခွန်ပြူရိုက်တယ်ခွန်ပြူမရိုက်ဘူးဒါမျိုးလုပ်တယ်အဲ့တော့ကျွန်တော်သွားတဲ့အချိန်မှာအထက်ဝင်သွားတဲ့အချိန်မှာကျွန်တော်လိုက်ပို့တဲ့လူတွေကလည်းတေချာလိုက်ပို့ပါတယ်တေချာလေးစကားပြောရေးကြီးဖော်ရွေးပြောတယ်အဲ့ထက်ကဦးလေးတယောက်ကပေါ့နော်သူကခေါ်ဘက်ကအဖွဲ့ကတော့ပြောတာပဲဦးလေးတယောက်ကကျွန်တော်အဲ့ဒါနဲ့ဘုရားဘက်ကိုလှည့်ပြီးတော့ဟိုပူးဖို့ပါညလုံးတဲ့အချိန်မှာဟိုကျွန်တော်ရှယ်တယောက်ကလည်းဗီဒီယိုလေးဖုန်းလေးနဲ့ဗီဒီယိုရိုက်တာပေါ့ကျွန်တော်ဟာမှတ်တမ်းလေးပြင်တဲ့သဘောရိုက်တဲ့သဘောပါပဲသူကတော့ဘာရဲဟိုသတင်းမှတ်တမ်းဆိုတဲ့ဗီဒီယိုဖုန်းလေးနဲ့မှတ်တမ်းလေးရိုက်တဲ့သဘောမျိုးပဲအဲ့အချိန်မှာအဲ့ခေါ်ဘက်ကအဖွဲ့ဆိုတဲ့ပုံကိုဖူးရအတင်းဟောက်တော့ပိတ်ဟောက်တာအမေကဘယ်ကောင်လဲပါအစမျိုးမျိုးစုံဟောက်တာဟောက်ပြီးတော့ဘယ်ကောင်ရိုက်တယ်ခွင့်ပြီးပါမင်းတို့ဘယ်အစမျိုးပေါ့ဗျာအားပါဟောက်တာရစရာမရှိဟောက်တာဟောက်တော့ကျွန်တော်ကဖះရချက်ကိုကတော့သူ့ပဲလှည့်ကြည့်ရမလို့အဲ့နဲ့ဖះကိုချက်ကိုမလို့ရင်လည်းသူ့ကိုလှည့်ကြည့်ပြီးတော့အေးစီပြီးတော့ဟိုအေးစီပြောလို့ရပါတယ်ဦးလေးအေးစီကပြောလို့ရပါတယ်ဦးလေးလို့ဟောအေးစီပြောလို့ရပါဆရာရဲ့လို့ခဏအေးစီပြောပါရပါတယ်လို့ကျွန်တော်လည်းအေးစီပြောနားထောင်ပါတယ်လို့ဆိုတော့ပြောချင်တာဒေါ်ကြီးမောကြီးနဲ့အတော်ကိုပြောတယ်အဲ့တော့ပြီးတော့မှမေးကြည့်တယ်ပဲဆိုတက်ကသူအငိမ့်သားပုံမှုကြီးတဲ့ဆိုတော့ကျွန်တော်စဉ်းစားတာပေါ့နော်ဒီဂောဘကအဖွဲ့ဝင်ဖြစ်သွားပြီတက်လက်ကြည့်ရင်တက်ကလည်းအငိမ့်သားကြီးထားပြီဒါပေမဲ့ဘာဖြစ်လို့သူ့ရဲ့ဂောဘကအဖွဲ့ဝင်တယောက်လည်းဖြစ်တယ်ဟိုညာတဲ့လူတွေကလည်းရန်ကားတွေမဟုတ်ဟောရန်တွေမဟုတ်သူ့ဘာမှသိချတယ်ဘာဖြစ်တယ်မဟုတ်ဒါပေမဲ့အဲ့ဒါကိုသူဒေါ်ကြီးမောကြီးနဲ့တုံ့ပြန်ပြီးဒေါ်ကြီးမောကြီးနဲ့အားရပါပြောတာလူငယ်လေးတွေဒီဘက်ကလာလူငယ်လေးတွေပေါ့ဒေါ်ကြီးမောကြီးပြောတယ်ဒီဘက်ကဘာမှလောက်ထားလဲဆိုလေဘာမှမလည်းရှင်းရှင်းလုပ်ထားတာမရှိဘူးဆိုဒါပေမဲ့အဲ့ဒါကို तू ကဘာလို့မကျင်တတ်သွားတာလဲမသိဘူး तू မှာတခါတည်းဝူးတွေရှူးချင်းထားပြီးတော့အော်လာငေါက်လာဟဲ့လာတော့လူကြားထဲမှာနောက်ဆုံးတော့အချက်ကွဲတာ तू ကွဲသွားတာကျွန်တော်ကအေးဆေးတုံ့ပြန်လိုက်တယ်အေးဆေးပြောရင်ရပါတယ်ဆရာရဲ့လို့ကျွန်တော်တို့လည်းရပါတယ်အေးဆေးနားထောင်လို့ရသိတာပဲပြီးတော့ဒီ तू ကဗီဒီယိုရိုက်တာပါညာဆိုဒီဗီဒီယိုဖိုင်လေးက तू မပေးလေဒီမှာမရိုက်လေနတ်ဆာကတရားဝင်သတင်းထုတ်ပြန်တဲ့မာမြတ်မှုဘုရားဗီဒီယိုဖိုင်ကြီးကျွန်တော်တို့စီမှာအပြည့်ပြောချင်တာတခါတခါကြာရင်ဟိုသူ့ရဲ့ဘာလဲဆိုတော့လာတဲ့အတိုက်ကလာတဲ့မန်ပေါ့နော်အတိုက်ကလာတဲ့မန်ပေါ့အဲ့ဒီမန်ကအကြသားတွေကြားထဲမှာပြဿနာရှိတယ်ဒါကြောင့်တက်မတော်သားတွေကကျွန်တော်တို့လေးစားတဲ့ပုံကိုယ်တွေဖြစ်ရမယ်ကျွန်တော်တမိုးထားတဲ့ပုံကိုယ်တွေဖြစ်ရမယ်တက်မတော်သားတိုင်းဟာတက်မတော်သားတယောက်ချင်းစီတာမန်စစ်သားလေးရဲ့နောက်ဆုံးဘိုးချုပ်ကြီးထီးကျွန်တော်တို့ပြည်သူလူထုကလေးစားတမိုးထားရတဲ့လူတွေဖြစ်ဖို့လိုအပ်တယ်အဲ့ဒါလိုဖြစ်ဖို့အတွက်ကိုသူတို့ကိုယ်တိုင်ကလည်းအပြုတ်မှုအမနေတိုင်းအပြောဆိုတွေဆင်ခြင်ဖို့လိုတယ်မဟုတ်ရင်ဘာဖြစ်လဲဆိုတော့လူတွေကြားထဲမှာစစ်သားဆိုတဲ့ကောင်တွေကမောက်မာတယ်မရိုင်းတယ်ဆိုတဲ့ပုံစံဖြစ်သွားရင်ဒီဘယ်သူထိခိုက်လဲဆိုတော့တက်မတော်တစ်ခုလုံးထိခိုက်တယ်ဒါကြောင့်တက်မတော်ရဲ့ဂုံတိတ်ခါကိုကြာဆင်းအောင်လုပ်တာဒီတက်မတော်သားတွေပဲဖြစ်သွားတတ်တယ်ဒါသတိထားဖို့လိုတယ်ကျွန်တော်အမြဲပြောတယ်ကျွန်တော် journalist တွေရဲ့ဂုံတိတ်ခါကိုကြာဆင်းအောင်လုပ်တာဒီ journalist တွေကိုယ်တိုင်ပဲအခြားသူမဟုတ်ဘူးတက်မတော်သားတွေဂုံတိတ်ခါကိုကြာဆင်းအောင်လုပ်တာဒီလေတက်မတော်သားတွေတချို့သောစူးသွမ်းတဲ့တက်မတော်သားတွေကလည်းဖြစ်တတ်တယ်အဲ့ဒါမမေ့ဘူးလိုတယ်ဒါကြောင့်တက်မတော်သားအရာရှိတွေစစ်တီတွေနဲ့ငါစစ်ဖို့ကွာငါဘုံမှုကွာငါဘာလုပ်ပလိုက်မယ်ထိုးပလိုက်မယ်ချွတ်ကြိတ်ပလိုက်မယ်စော်ပလိုက်လောပလိုက်မယ်ဆိုတာမျိုးကကိုယ့်စစ်သားကိုလုပ်လို့ရရင်အရက်သားတွေကြားထဲသွားရင်တော့လုပ်လို့မရဘူးဗျလုပ်လို့မရအဲ့ဒါကြီးကမသိတော့ဘူးနောက်တစ်ခုကဗီဒီယိုရိုက်နေတာတခုဖြစ်နေတာဆိုရင်ဘာဖြစ်ပတ်ဝန်းကျင်ကိုကြည့်ပေါ့အခြေအနေချင်းကလေ့လာပြီးတော့မှသူပြောတဲ့စကားလောက်ပဲပြောပြီးတော့ပပနဲ့ရှောင်ထွက်သွားရင်တက်မတော်သားကပုံမလေးစားဘူးလားလူတွေကအဲ့လေးစားခံထိုက်ပွဲပုံကူများဖြစ်အောင်နေတတ်ကြဘူးကျွန်တော်တိုက်တွန်းချင်တယ်တက်မတော်ကလူတွေလေးစားခံထိုက်တဲ့တက်မတော်ဖြစ်ဖို့အတွက်ကနံပါတ်1ကတက်မတော်သားတွေကိုစိတ်နှုတ်နှလုံးအမှုအရာတွေကအများကြီးပြောင်းလဲယူရမယ်တခုတော့ရှိတယ်စစ်စင်ရေးနေပြီဆိုရင်တော့ကျွန်တော်ကြိုက်တာလို့ပြောလို့ပေါ့စစ်စင်ရေးနေပြီကတော့မရအောင်စသားတော့စစ်စင်ရေးလို့ပဲတောင်းနေမောင်းနေလုပ်မှာပေါ့ဒါပေမဲ့စစ်စင်ရေးနေပြီမဟုတ်တဲ့အရာသားတွေနဲ့ထိတွေ့ရတဲ့နေရာမျိုးတွေကြိုက်ရင်တက်မတော်သားတွေရဲ့ပြုမြင်ပြောဆိုပုံကအရင်ရေးကြည့်ပါတယ်ဒါတွေကိုလည်းတက်မတော်တွေမှာရှိတဲ့သင်တန်းကျောင်းတွေမှာ training ကောင်းပေးကြဖို့လိုလိမ့်မယ်ထင်တယ်ဒါပေမဲ့လည်းကျွန်တော်ထင်ပါတယ်တက်မတော်က training ပေးထားပါလိမ့်မယ်ဒါပေမဲ့တချို့သောတက်မတော်တွေရဲ့အရာရှိချို့တွေကတော့နည်းနည်းလေးရှိတတ်ပါတယ်ဆိုတော့ဒါကကျွန်တော်ရှိလို့လဲတက်မတော်တစ်ခုလုံးနဲ့မဆိုင်ပါဘူးဆိုင်တယောက်တလေပေါ်ပေါက်လာတယ်တယောက်နဲ့ပေါ်ပေါက်လာတယ်ဒါတွေကဖြစ်တတ်တဲ့သဘောပါပဲခင်ဗျားလည်း NLD ထဲမှာလည်းလူမိုက်လူရန်ကားတွေတခုကြဘိုးတွေပေါ်တာပဲစစ်တပ်မှာလည်းရှင်းမဲ့လူမိုက်ဆန်ဆန်ပါညာနေတဲ့စစ်သားတွေလည်းရှိမှာပဲဘာမှဘာဖြစ်စရာအကြောင်းမရှိဘူးသဘောကပြောပြတာပေါ့နော်ဆိုတော့ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ဒီလိုမျိုးကိစ္စပေါ်ပေါက်လာပြီဆိုတော့တက်မတော်အနေနဲ့ဆင်ခြင်တင်တာတွေပို့ပြီးဆင်ခြင်ဖို့တင်တယ်တက်မတော်ထိပ်ပိုင်းရရှိကြီးပိုင်းတွေနေတယ်ကိုယ့်လူတွေရဲ့အခြေအနေကိုပြန်ပြီးတော့လေ့လာကြည့်ဖို့တင်တယ်ပေါ့နော်ဆိုတော့အများပြည်သူတွေထိထိဆက်ဆက်တဲ့အခါမင်းတို့ရဲ့အသံတွေပြောဆိုမှုရတယ်မင်းတို့သတိထားဘယ်သူတွေဖုန်းဗီဒီယိုရိုက်နေလဲဗာလဲညာလဲစသဖြင့်ပေါ့စစ်သားဆိုတော့ဗျာစိတ်တူတတ်တယ်စိတ်ဆိုးတတ်တယ်ဒုံတိုင်းဖုံတိုင်းလုပ်တတ်တယ်ဒါပေမဲ့လောက်တာတော့မှန်ပါတယ်ဒါပေမဲ့နေရာတိုင်းမှာအဲ့ဒီအတိုင်းလုပ်လို့မရဘူးလေဗျာနေရာတိုင်းလုပ်လို့မရအဲ့ဒါလေးတော့သတိကြီးထားကြဖို့လိုတယ်နောက်မှလည်းအခုတစ်ဖက်အဖွဲ့အစည်းကဒါကြီးကိုတဲပြီးတော့မင်းစစ်သားတွေကြည့်ပါလားစစ်သားတွေကိုကြည့်ပါလားမင်းစစ်သားတွေကကြည့်ပါဦးဆိုတဲ့စကားလုံးဟာတယောက်ဖြစ်တာကိုဒီပုတ်တဲ့ငခုံးမကိုတလေလုံးလက်ညှိုးထိုးပါလိမ့်မယ်ပုတ်တဲ့ငခုံးမတကောင်မပြောပဲတလေလုံးသူလက်ညှိုးလှေတစ်ခုလုံးတစ်စီးလုံးလက်ညှိုးထိုးပါလိမ့်မယ်တစ်ဖက်အဖွဲ့အစည်းကအဲ့တော့လှေတစ်စီးလုံးလက်ညှိုးမထိုးခံအောင်လို့ပုတ်တဲ့ငခုံးမတွေကိုတက်နိုင်သမျှမပုတ်အောင်ထိမ့်မှုတက်ဆိုင်ရာလှေပိုင်းရှင်မှာတာဝန်ရှိပါတယ်
နော်ဒါလေးကကျွန်တော်တို့တက်မတော်သားတွေနဲ့ပတ်သက်လို့ပြောတာအဲ့တော့ဒီဘုံမှုဝေဖြိုးရဲ့ဒီပြောဆိုပုံကြီးကတော့နည်းနည်းလေးကျန်းတယ်ကျွန်တော်အမြင်ပြောရင်နည်းနည်းကျန်းတယ်ပေါ့သူဘာလို့ဒေါသထွက်ပြီးဒီလောက်ပြောနေလို့ကျွန်တော်မသိဘူးသူပြောတာတော့ကျန်းတယ်တစ်ဖက်ဖွဲ့စည်းတစ်ဖက်ကလူကတုံ့ပြန်နေတဲ့ပုံစံကတော့ပျော့ပြောင်းတာတော့တွေ့ရတယ်အရင်ဒေါနဲ့မှန်တယ်သူမလုပ်ရဘူးဘာလို့တက်ကဘုံမှုစဉ်ကိုကဒီပြည်သူစစ်ခေါင်းဆောင်အဆင့်ပဲဖြစ်တယ်ဆိုတော့ဒါကတော်တော်ဖြစ်တယ်ပြီးတော့အဲ့ဒီဖြစ်ရကိုကြည့်ပြီးတော့ပြည်ပင်းအုပ်စုတွေကဒီနေရာကနေပြီးတော့ပြည်သူစစ်နဲ့တက်မတော်သားတွေကြားမှာထိုးခွဲဖို့အစရသွားတတ်တယ်ဒါတွေကတက်မတော်သားဘက်ကဆင်ကျင်ဖို့လိုတယ်သတိကြီးထားဖို့လိုတယ်ဟိုပြည်သူစစ်တွေကလည်းလက်ရှိအချိန်မှာတက်မတော်နဲ့အတူလက်တွဲပြီးတော့တိုင်းပြည်ကိုအတူတူပူးပေါင်းပြီးဒီအရင်စူးစမ်းပေးနေတာဖြစ်တဲ့အတွက်ဒီပြည်သူစစ်တွေနဲ့ပတ်သက်ရင်လည်းပြောဆိုနေထိုင်ဆင်ကျင်တာသတိထားတာကောင်းပါတယ်ပြည်သူစစ်တွေကစိုးရကောင်ရှိလို့စိုးရကောင်ကောက်ဖမ်းထဲလိုက်ပေါ့ဗျာရှင်းရှင်းလေးပဲတက်မတော်သားတွေမှာလည်းစိုးရကောင်ရှိစိုးရကောင်ခေါ်ပြီးဆုံးမလိုက်ပေါ့မင်းနီတားလိုက်ပေါ့ဒါပဲရှိတာပဲဒီလိုလုပ်ကြပါအဲ့ဒါမှပဲတက်မတော်ပေါ်မှာလူလေးစားထိုက်တဲ့လုပ်ရဖြစ်စဉ်ဖြစ်လာမှာပေါ့နော်ဆိုတော့ဘာပြောဒီဘုံမူကတော့ဘာစိတ်ကူးနဲ့ဘလို့စိတ်နဲ့ဘလို့ဒေါသနဲ့ဘလို့လို့တော့မသိဘူးပေါ့ဗျာနော်ဆိုတော့ပြဿနာကအခုတချို့သူဝေဖန်ပြီလေဘာလို့ဆိုတော့မလိုင်မှာရှိတဲ့မလိုင်မြို့နယ်ရဲ့စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ပဲဆိုတော့စစ်သားစစ်ဗိုလ်ဒီလောက်ကြမ်းတမ်းပြောတဲ့မလိုင်မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဆိုတော့သူသာဒီလိုပြောနေပုံနဲ့ဆိုရင်တော့ဟိုကဘလို့လုပ်မလဲသူမလိုင်အောက်ကလူဆိုဘလို့လုပ်ကြမလဲဆိုတော့စိုးရင်ကြတယ်သူတို့မှရှိလာတယ်ဆိုတော့ဘာပြောဒါကဘာပြောသတိပြုဆင်ခြင်စရာကောင်းတဲ့ကိစ္စတစ်ခုဖြစ်တယ်လို့ပဲကျွန်တော်တို့မြင်ပါတယ်အဲ့တော့ဘာပြောဒီဖြစ်စဉ်မှာဒီဖြစ်စဉ်ကနေတမတော်ဘက်ကလူတွေကရောတာဝန်ရှိတဲ့အခုလက်ရှိဗိုလ်မှူးဝေဖြိုးပါဝင်တာဝန်ရှိတဲ့သူတွေရောအကုန်လုံးဟာဒီဖြစ်စဉ်ကနေပြီးတော့သတိပြုစရာဆင်ခြင်စရာသင်ခန်းစာယူစရာနောက်တစ်ခါဘာပြောနောင်များမှာအလားတူဖြစ်ရမည်ဖြစ်ပေါ်လာခဲ့ငါတို့ဘယ်လိုဘာဖြစ်မလဲဆိုတာကိုပြင်ဆင်စရာတွေရသွားဖို့ပဲကျွန်တော်တိုက်တွန်းပါတယ်နော်ပြီးတော့တမတော်သားတဦးချင်းစီတိုင်းဟာပြည်သူလူထုလေးစားခံထိုက်တဲ့ပုံကိုယ်တွေဖြစ်ဖို့ကိုနှုတ်နှလုံးအမှုရာတွေအားလုံးဟာတတ်နိုင်မြတ်အထူးလေ့ကျင့်ထားဖို့လိုတယ်လို့ကျွန်တော်မြင်တယ်ပို့ပြီးတာမန်လူတွေတဲ့ပို့ resistant ကောင်းဖို့လိုတယ်ကိုဘာပြောအုံတော်ညံသူအတွေးခေါ်ယူဆလုံးပုံကိုင်းပုံစသဖြင့်ပေါ့ဒါတွေအကုန်လုံးပို့ပြီးတော့တစ်ဆင့်မြင့်နေဖို့လိုတယ်ဒါမှသာလေဒီလိုတစ်ဆင့်မြင့်နေမှသာလေကျွန်တော်တက်မတော်သားတွေလေးစားဖို့ကောင်းတယ်ဆိုတော့ကျွန်တော်တို့ကပို့ပြီးတော့လေးစားဖို့ကောင်းတယ်ဆိုတော့ပို့ပြီးယုံကြည်လာမယ်ပြီးတော့ဒါမှသာလေဟို၄တန်းအောင်တဲ့ကောင်ဟိုထမိန်ချုံလိုက်တာအမှတ်ဖြစ်သွားလို့ကျွန်တော်တို့မလေးမသားဖြစ်ရတယ်လို့မျိုးเนาะဟိုဘာမတက်ညာမတက်ကောင်သမညက်ဆရာလွတ်တော်မှဖြစ်တာကိုကျွန်တော်တို့ကထိုင်းကြည့်ပြီးတော့ထမိန်ချုံလိုက်တိုင်းလွတ်တော်မှဖြစ်သွားတာကိုကျွန်တော်ထိုင်းကြည့်ပြီးတော့ဘာပြောမှမသိဖြစ်နေတာမျိုးမဖြစ်အောင်လို့ဒါသတိထားဆင်ခြင်ဖို့လိုတယ်လို့တိုက်တွန်းချင်ပါတယ်เนาะဒါလေးကြုံလို့ထည့်ပြောတာ